အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တရက်ကွက်လုံးကိုမွေးသွားစီအောင်လို့အမေသားလေးကိုထိုင်ဝမ်မွေးမြူလေးနဲ့ကြော်စားပေးပါတယ်ရှင်အားလုံးလည်းလိုက်ကြော်စားကြည့်နော်ဘာဘာလေးထားတဲ့အမေသားလေးတွေကိုငံပြရင်ပြီးရင်ရစ်ချစ်ရဲ့ပြီးရင်စားဟင်းကြမောခင်းစီပေါ့နော်ထည့်ပြီးတော့နှက်ထားလိုက်ပါတယ်ရှင်9မိနစ်10မိနစ်လောက်နှက်ရင်လည်းရရပေါ့နော်ဒါမှမဟုတ်နိုင်ဝက်လောက်နှက်ထားရင်ပိုကောင်းပါတယ်ရှင်ထိုင်ဝမ်မွန်ကြီးလေးနဲ့ကြော်မှာမို့လို့ထိုင်ဝမ်မွန်ကြီးလေးတွေကိုလည်းပေါ်ပေါ်လေးထားလိုက်ပါတယ်။ကဲအခုစီရင်နဲ့စခဲ့ရအောင်နော်။မဲသားလေးတွေကိုဘေးညာနေမှုကြိုင်မြောက်နည်းနည်းလောက်တင်လိုက်ပါမယ်ရှင်။ပြီးသွားပြီဆိုရင်တော့အနံလေးမွေးနေအောင်လို့ခွာချောင်း၊ရုပ်သီးရဲ့ကြီးရဲ့ကျက်သွန်ဖြူရဲ့ထည့်ပြီးတော့မွေးလိုက်တယ်ပေါ့နော်။ခွာချောင်းကမဲသားညီနန်းကိုပြောက်စီပါလေရှင်။နည်းနည်းလေးစားပေါ်နေရနဲ့ငံကြိုင်လေးနည်းနည်းထည့်ပြီးတော့မှထပ်ပြီးတော့မွေးလိုက်ပါတယ်။ပြီးသွားရင်တော့ရီလေးနည်းနည်းထည့်ပြီးတော့မှနိုင်ဝက်လောက်ခဏနဲ့ထားတယ်ပေါ့နော်။ကဲအခုဆိုရင်တော့ရေခမ်းသွားပြီးစီလေးနည်းနည်းလောက်ပြန်လာပြီပေါ့နော်။ဒီလိုချင်းနေလေးမှဆိုရင်ခဏကလေးထားတယ်။ထိုင်ဝမ်မုန်ကြီးလေးတွေကိုထည့်ပြီးမှုလိုက်ပါမယ်။ထိုင်ဝမ်မုန်ကြီးလေးတွေကပြုတ်ထားပြီးသားပါရှင်။ပြုတ်တာကိုမရိုက်လေးရလို့မပြတော့ပါဘူးနော်။ကဲနည်းနည်းလောက်မွေပြီးသွားရင်တော့ရန်ကုန်စားလို့ကောင်းတယ်။အမေသားကထိုင်ဝမ်မုန်ကြီးကြော်လေးရပါပြီရှင်။လွယ်လွယ်ကူကူလေးမို့လှုပ်ရှားကြည့်နော်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာလည်းဘယ်လိုဟင်းလေးတွေချစ်ပြအောင်လဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးဒီမှာပြန်တွေ့ပါမယ်နော်။